တရားနာပြည့်သက်ပေါင်းသူတော်ကောင်းတို့ခင်ဗျာကျောင်းရှိဘက်မှာရှိတဲ့ဓမ္မမန္တမှာလည်းဆရာတော်ဘုရားကြီးတရားများနာယူကြည်ညိုနိုင်ရန်အတွက်ဓမ္မမန္တနဲ့အတူပရောဂျက်တာများတက်ဆင်ထားရှိပါတယ်ရှိကြမှာစိတ်ချမ်းသာ၍လူရဆန္ဒပြေဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်လို့မှာဖေယမြတ်ဆုံးယရနာတရားမြတ်ဆုံးယရနာသံဃာမြတ်ဆုံးယရနာဤယရနာမြတ်သုံးပါးတို့အားရှုသိမြတ်တို့လည်းဆုံးဘိုး၍ရှိခုပူဇော်ပူမြော်မှန်လျော်ကြောကြသောတကိစ္စကာရဝပနာမကုသိုလ်စေရနာဖြာပြတို့ကြောင့်ယနေ့ခါမှာစာရည်သက်ရှိခြင်းကြမှာခြင်းခွန်အားလာပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတွေကျေတရားကိုကျေတဲ့ညို့ကိုပွားများအားထုတ်နိုင်ကြကုန်၏ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စောစွာကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေAmen. Either need not. Sami Dhamandaranangi Sami Dangandaranangi Sami Yudhiyami Bodhandaranangi
Gissami Dudiyambi Dhamandaranam Gissami Dudiyambi Tangandaranam Gissami Dudiyambi Bodhandaranam Gissami Dudiyambi Dhamandaranam Gissami Dudiyambi Tangandaranam Gissami Dadiyambi Bodhandaranam Gissami Dadiyambi Dhamandaranam Gissami Dadiyambi Tangandaranam Gissami
အတိုင်းတခုရတာနေလို့ရတယ်ထာဝရနေလို့ရတဲ့ပုဂ္ဂိုလ်ဆိုတာတော့မှမရှိဘူးနေမရရုံနဲ့မဟုတ်ဘူးဒီဘက်ကံကအန္တရာယ်တွေလည်းရော့ပြန်နေတယ်နော်ဘေးအန္တရာယ်တွေငြိမ်းချမ်းမှုမရှိဘူးဘုန်းကြီးတို့တွေကဒီဘက်ကံကမခွာကြသေးဘူးဒီဘက်ကံရောက်နေတော့ကိုယ်တိုင်ကလည်းဒီဘက်ကံမှနေကြတာဖြစ်လို့အန္တရာယ်တွေနဲ့ကြုံတွေ့ဖို့ဆိုတာအချိန်ပြည့်ပဲနော်လောကမှာအဲ့ဒါကိုတန်ဝေကယူပြီးတော့မိတို့လှုပ်တဲ့လှုပ်ထိုက်တဲ့ရသော်ပြရဲ့အဆုံးအမတရားတွေကိုယ်ခန္ဓာကိုယ်ရဲ့ကိုယ့်ရဲ့နှလုံးသားထဲရောက်အောင်အပမရဆိုတဲ့တတိတရားဖြစ်ပြည့်စုံအောင်ဖြည့်ခြင်းမှုသာလေကိုယ်လှုပ်ဖြစ်တယ်ပေါ့နော်ဒီဘက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာမအိုးတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးမသိတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအသက်ဘလောက်ပဲရှေးနောက်ဆုံးတနေ့မှာနောက်ဆုံးရက်ဆိုတာကြုံတွေ့သွားကြတာဖြစ်တယ်အဲ့ဒါကိုတန်ဝေကယူဖို့ပေါ့နော်မြတ်စွာဘုရားကဟောတယ်တန်ဝေစနိယေတုဌာနေတုတန်ဝေကောတန်ဝေကဖြစ်เสียအကြောင်းတိုက်ဆိုင်လာလို့ရှိရင်တန်ဝေကဆိုတာဖြစ်ရမယ်အဲ့တော့တန်ဝေကဆိုတာအပါဟုခေါ်တာတော့ဆိုတန်ဝေကောနာမသဖို့တပညာနာဝတ္တပနဲ့ရှင်တဲ့အတိညာသဘာဝတရားဟာအဲ့ဒါမှကြောက်ရွံ့ထိတ်လန့်မှုရကောင်းတယ်ထို့ဘဝဟာတခဏပဲနေကြတယ်ထာဝရဆိုတာမရှိဘူးဘဝနဲ့ပတ်သက်လာပြီးတော့အတိညာနဲ့တန်တရားကြီးကိုကြောက်လန့်တဲ့စိတ်ပေါ့နော်တတိယပြင်းတော့တာဝေကဆိုတာအတိညာပါရဖြစ်တော့တဲ့အဓိကတရားကတော့ဝတ္တပဒါကြောင့်မို့နှမျိုးခေါ်ထားတယ်တာဝေကောနမသောဝတ္တပညာနာဝတ္တပံဝါဝတ္တပကိုလည်းကောက်တယ်အဓိကဝတ္တပဆိုတာကြောက်တဲ့ကြောက်ထိုက်တဲ့နော်အကုသိုလ်မှုတွေကိုကြောက်တယ်ကြောက်ရမယ့်ဘဝကြီးကိုကြောက်တယ်အဲ့ဒီကြောက်ရွံ့ခြင်းဖြင့်ဒီဘဝမျိုးဒီလိုမမြဲတဲ့ဘဝမျိုးကိုမရောက်ရှိဖို့ကြိုးစားကြရမှာဖြစ်တယ်ရသော်ဘုရားကခောမယပိဏသုတ်တမှာအနိနာမရှိတဲ့နွားချေကလေးကိုကင်ပြပြီးတော့ရနေဦးရန်တို့ဟောဒီနွားချေကလေးလောက်တော့သင်္ခါရတရားဆိုတာမြဲတာမဟုတ်ဘူးတဲ့အလုံးဟာပျက်စီးရမယ်ထာဝရဆိုတာပဲနေရာမှာမရှိလက်သေးကုန်မှာမိမုံလေးတင်လာပြီးတော့လောကကြီးမှာအဲ့လိုမိမုံလေးပမာဏလောက်ပဲဖြစ်စီမြဲတဲ့သင်္ခါရတရားဆိုတာမရှိဘူးအဲ့တော့ဒီဘက်ကမှနေတဲ့ပုဂ္ဂိုလ်တွေကထာဝရနေခြင်းလို့ကိုမရဘူးနော်ကိုနေတာကိုကမပြည့်တဲ့လောကကြီးထဲမှာနေတာတနေ့တစ်ချိန်ကျတော့သွားကြရမှာပဲဖြစ်တယ်နော်နောက်ဆုံးထွက်တဲ့ကိုရောက်လာမှာပဲဖြစ်တယ်ဘယ်သူမှထာဝရနေခွင့်မရှိတာမြတ်စွာဘုရားတော်မှာပဲဒီမှာပဲကံမှာနေသွားသည့်အတွက်ကြောင့်နောက်ဆုံးသက်တော်80ပြည့်လေးပဲဆက်ရတယ်နော်အဲ့ဒါဒီဘက်ကံဟာအနေရှိနေတယ်ဆိုတာထင်ရှားတယ်အဲ့ဒါကိုမြတ်စွာဘုရားကဩရိမန္တိရတပ်ပတိပယံဒီဘက်ကံဟာအပြည့်အနေရရှိတယ်ဆိုရင်ထိလမ်းဝဲရတယ်ရှိတယ်အဲ့တော့ဒီဘက်ကံဆိုတာဘာကိုပြောတာလဲဒီဘက်ကံရှိသည့်အတွက်ကြောင့်ဟိုဘက်ကံဆိုတာလည်းရှိတယ်ဟိုဘက်ကံဆိုတာကရောဘာကိုပြောတာလဲကံတစ်ဖက်ရှိတဲ့ဆိုရဲကအလဲကောင်းမှမြေရည်ရှိတယ်ချောင်းရည်ရှိတယ်သို့မဟုတ်မဆုံးနိုင်တဲ့ကျဲဝန်းတဲ့ပင်လယ်ကြီးရှိတယ်ဆိုတာထင်ရှားတယ်ပေါ့နော်အဲ့တော့ဟိုဘက်ကနဲ့ဒီဘက်ကဆိုတာနီးတာမဟုတ်ဘူးမနီးသည့်အတွက်ကြောင့်ဟိုဘက်ကကိုရောက်ဖို့ဆိုတာလေတို့ဖောင်းတို့စီးတဲ့အလိုအပ်တယ်သို့မဟုတ်တရားရှိရမယ်နော်လေဖောင်းတဲ့မောရှိရမယ်သို့မဟုတ်တရားရှိရမယ်ဘာမှမရှိဘဲနဲ့ဟိုဘက်ကကိုကုလို့မရဘူးအန္နဝရသဗျာကမဟာဥဒကနဝဟိုဘက်ကနဲ့ဒီဘက်ကညမှာပဲလေဒီဘက်ကအနေအများလို့ဟိုဘက်ကသွားခြင်းများတယ်ဆိုပြတော့လေအလွယ်တကူနဲ့သွားလို့မရဘူးဆိုလိုတဲ့အိဗေကနေဗန်ရောက်ဖို့လေလွယ်လွယ်နဲ့တော့ရောက်မှာမဟုတ်ဘူးနော်မနေ့ကျိုးသားမှရောက်
တချို့ကဒါတော့မှပဲသောတာပန်မတော်တဆသောတာပန်ဖြစ်သွားမှကြောက်တဲ့လူကရှိသေးတယ်နော်ဘယ်တော့မှမဖြစ်ဘူးမတော်တဆကတော့နော်ကိုယ်ပဲကံရောက်ဖို့ဆိုတာဘယ်နဲ့ကြိုးစားအနဝဆိုတဲ့စကားလုံးကရှိရုံနဲ့မဟုတ်ဘူးအနဝဆိုတဲ့အသုံးကနဲ့လဲနဲ့တဲ့ကျဲလဲကျဲနဲ့တဲ့ဆိုတာထောက်လို့ပြီးလို့မရနိုင်တော့အောင်နဲ့တယ်ကျဲတာကလည်းကမ္မမြင်လာမမြင်တော့အောင်ကျဲတယ်အဲ့ဒါကိုအနဝလို့ခေါ်တာနော်အမှန်မြေချောင်းလေးကိုအနဝလို့မခေါ်ဘူးပင်လေသုဒ္ဓရာကြီးကအနဝလို့ခေါ်တာအဲ့တော့ဟိုဘက်ကနဲ့ဒီဘက်ကလည်းအလုံးကိုလှမ်းဝေးတယ်လို့ဆိုလို့လေခေါ်အဲ့တော့နိဗ္ဗာန်နဲ့ဒီတန်တရားတွေကလည်းအလုံးလှမ်းဝေးတယ်လို့ပြောတာလွယ်နဲ့မရောက်နိုင်ဘူးသို့တော့ရောက်နိုင်တဲ့နိလန်းရှိလားဆိုရှိတယ်ဘယ်တော့ပဲကျဲနော်လေးနဲ့ဖြတ်မယ်သင်္ဘောနဲ့ဖြတ်မယ်ဖောင်းနဲ့ဖြတ်မယ်ဆိုပဲရောက်ဖို့ရောက်တယ်မရောက်ပဲတော့မရှိဘူးသို့တော့လွယ်နဲ့မရောက်တာကိုပြောတယ်နော်အဲ့တော့မြတ်စွာဘုရားဝါမှာအဲ့ဒါတွေကုန်ရှိတယ်အဲ့ဒီရှိတဲ့အနေထားအတိုင်းကိုကျင့်တရားကိုထိမ့်သိမ်းဆွရှောင်းဥမာမင်္ဂလာတော့ဆိုလို့ရှိရင်အသိဉာဏ်ကင်းမဲ့တဲ့ဘာလာမပေါင်းတဲ့နဲ့သူနဲ့လက်တွဲပြီးတော့မလုံးနဲ့အသိဉာဏ်ရှိတဲ့ပညာရှိပုဂ္ဂိုလ်နဲ့အရာရာမှာလက်တွဲပြီးတော့လုံးဒါမှကြီးပွားတိုးတက်နိုင်တယ်ဆိုတာဟာသမုဒိသစ္စာလည်းပဲဟောမိမိပေါ်မှာဘဝမှာလူဘဝရောက်အောင်နော်ကျေစုပြုခဲ့တဲ့အမေအဖေမိဘရဲ့ကျေစုဟာလူတိုင်းရဲ့နံပါတ်1ကျေစုရှင်ရလို့လဲဆိုအမေနဲ့အဖေပဲအမေအဖေမရှိပဲနဲ့ကိုယ်ကလူဘဝမရောက်နိုင်လူဘဝရောက်လာတာအမေအဖေကိုမိပြီးတော့ရောက်လာနော်နောက်ဟာလေးအကျမ်းမှာပဲနောက်ကျမှပဲကျေစုပြုတဲ့ပုဂ္ဂိုလ်တွေရှိတာပထမဆုံးလူဖြစ်ဖို့ကျေစုပြုတာအမေဖေပဲနော်အမေဖေကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုဟာလူဘဝရဖို့အတွက်အများကြီးကူညီပေးခဲ့တဲ့အမေဖေကိုတော့ကိုယ်ကလေးစားရမှာဖြစ်တယ်ကျေစုတရားကိုသိရမှာအဲ့ဒါကြောင့်အမေဖေကနံပါတ်1ကျေစုရှင်ပဲဖြစ်တယ်ဒါမှပုဗ္ဗစရိယလို့လည်းပြဆိုပြဟောတယ်လက်ဥဆရာတွေမကဘူးပုဗ္ဗဝအတွက်ဒီလူလောကကြီးတို့ရောက်လာအောင်အမေဖေရဲ့ဆွမ်းဆောင်မှုနဲ့ရောက်တာအမေဖေကိုအမိမြပြုရပဲနဲ့ဘယ်သူမှလူလောကထဲမရောက်နိုင်နော်အဲ့ဒါကြောင့်အမေဖေကကျေစုရှိတယ်ကျေစုရှိတဲ့ပုဂ္ဂိုလ်ကိုကျေစုသိပြီးတော့ကျေစုဆက်တတ်ရမယ်ဒါကသဗ္ဗုဒိသစ္စာလည်းပဲဟောနော်အဲ့ဒီသဗ္ဗုဒိသစ္စာလည်းပဲကဟောတဲ့တရားတွေတိုင်လိုက်တာကျင့်တော့ပဲဆိုရင်လူဟာချမ်းသာဒုက္ခရနိုင်ကိုကျင့်တရားကောင်းပြီးတော့ချမ်းသာဒုက္ခရနိုင်တဲ့သက်သာနိုင်သို့တော့ရှောင်လွဲလို့မရတဲ့ဒုက္ခကြံနေအဲ့ဒီဒုက္ခဘာလို့ဆိုလို့ရှိရင်အိုရမယ့်ဒုက္ခသိရမယ့်ဒုက္ခအဲ့ဒါတော့မကြောက်ဖြစ်နိုင်အခုပြောတဲ့အနောက်ဘက်ကံကခွာလို့မရဘူးဒီမှာဘက်ကံကခွာလို့မရဘူးအဲ့လောက်လေရတော့နော်တာမန်ကုသိုလ်လေးနဲ့ဒါနကုသိုလ်သီလကုသိုလ်လေးနဲ့အနေရများတဲ့ဒီဘက်ကံကထွက်လို့မရသေးဘူးအဲ့ဒါကြောင့်မို့လို့ဒုတိယလည်းပဲကိုဟောတဲ့အခါမြတ်စွာဘုရားကဟိုဘက်ကံအတွက်ဟောတယ်ဟိုဘက်ကံအတွက်ကျတော့ဘာပြောလို့ဆိုတတ္တဝါဆိုတာမရှိဘူးငါဆိုတာမရှိဘူးသူတစ်ပါးဆိုတာမရှိဘူးငါဟာဆိုတာလည်းမရှိဘူးသူဟာဆိုတာလည်းမရှိဘူးယုံနာမှာလွဲပြီးပါမှမရှိဘူးသူအဝတရားတတဖြစ်တယ်လို့သိရမယ်အဲ့ဒီမြင်ရမယ်အဲ့ဒီအမြင်က absolute truth လောကအမှန်တရားလို့ခေါ်တယ်နော်ဝိပဿနာတရားအထုတ်ပြီးဆိုရင်လောကအမှန်တရားပေါ်မှာယက်တည်ပြီးအထုတ်ရမှာဖြစ်တယ်ပေါ့နော်တော်ဆိုတဲ့အတွေ့နဲ့အထုတ်လို့ရဒါကအရှိဘကကိုးဖို့နောက်တစ်ဖက်ကံကိုသွားဖို့ဒီလမ်းလေးကိုပြဆိုပြဟောခဲ့တာအဲ့တော့ဟုတ်ပြီဒီမှာဘက်ကံကပေးရအနေများတယ်ဆိုအဖြေလေးကိုကြည့်အောင်ဤမှာဘက်ကံဆိုတာဘာပြောတာတော့ဆိုတက္ကယတေတံဒီဝစနံဒီဘက်ကံဆိုတာတက္ကယရဲ့နာမည်ပါတက္ကယကိုတင်စားပြီးတော့ဒီမှာဘက်ကံကိုလို့မြတ်စွာဘုရားဟောတာပါ
အဲ့တော့တက္ကရာဆိုတာဘာပြောတာတော့ဆိုတာဆိုတာထင်ရှားရှိတဲ့ကာယဆိုတာယုံနာအစုခန္ဓာ၅ပါးနော်ယုံနာအစုခန္ဓာ၅ပါးတကယ်ရှိနေတဲ့ယုံတဲ့နာဒီအစုကိုတက္ကရာလို့ခေါ်တယ်ဥပါဒณะခန္ဓာ၅ပါးပေါ့ဥပါဒณะခန္ဓာ၅ပါးဆိုတာဆွဲလန်းစရာခန္ဓာ၅ပါးလောကီခန္ဓာ၅ပါးတဏှာနဲ့ဒိဋ္ဌိနဲ့ငါလို့ဆွဲလန်းစရာငါဟာလို့ဆွဲလန်းစရာခန္ဓာ၅ပါးကိုတက္ကရာလို့ခေါ်တယ်အဲ့ဒီတက္ကရာသည်တကယ်အရှိဖြစ်သောကြောင့်ကာယနော်ကာယအယုံနာစုထိုယုံနာစုသည်တကယ်အရှိဖြစ်လို့တက္ကရာလို့ပြောတာတကယ်ရှိတဲ့ဟာနော်အဲ့တော့တကယ်ရှိတဲ့အရာပေါ်မှာတကယ်ရှိတာကိုမသိပဲနဲ့မရှိတာကိုသွားသိနေကြတယ်လူတွေအထင်အမြင်ရောက်နေကြတကယ်ရှိတာကယုံနဲ့နာခန္ဓာ၅ပါးပဲရှိတယ်သို့တော့အဲ့ဒီခန္ဓာ၅ပါးကိုလူတွေကပါထင်နေတော့ဆိုရင်ငါလို့လည်းထင်တယ်ငါဟာလို့ထင်တယ်တခြားသူလို့လည်းထင်တယ်တခြားသူရဲ့ဟာလို့ထင်တတလောကကြီးတစ်ခုလုံးဟာနော်ယုံနံလို့မသိပဲနဲ့တကယ်အရှိကိုအရှိတိုင်းမသိပဲနဲ့တရဝါလို့တွေးထင်နေတာဘာနဲ့ဥပမာတူလုံးဆိုရင်ကြောက်တတ်တဲ့လူတယောက်ဟာလမ်းမေးမှာရှိတဲ့သင်္ကုတ်တို့ကြီးကိုကြည့်ပြီးတော့တရေကြီးလို့ထင်တယ်အဲ့လိုထင်ရင်ဘာဖြစ်လဲသူစိတ်တွေကကြောက်စိတ်တွေဝင်လာဟောလမ်းပေါ်မှာကြာနေတဲ့ကျိုးလေးကိုကြည့်ပြီးတော့မွေကြီးတို့သာထင်တယ်မွေလို့ထင်လိုက်တာနဲ့ကြောက်တယ်ကြောက်စိတ်ကလို့ရောက်လာသေးသေးချာချာကြည့်လိုက်တဲ့အခါကျတော့မွေလည်းမဟုတ်ဘူးတရေလည်းမဟုတ်ဘူးကျိုးပွေနဲ့တင်းငုတ်တို့ဆိုတာသိရအောင်အဲ့ကြတော့ကြောက်သေးတယ်မကြောက်တော့နော်အမှန်သိလိုက်ရင်မကြောက်တော့တလွဲသိနေကြောက်စိတ်တို့အဲ့ဒီကြောက်စိတ်ပေါ်တယ်လို့ပဲလူတွေကချစ်စိတ်ပုံစိတ်တွေပေါ်လာအမှန်မသိလို့တွေ့တာစိတ်တွေချစ်စိတ်ပုံစိတ်တွေဆိုပေါ်လာတယ်အဲ့တော့ချစ်ချစ်မုံရင်ဆိုတဲ့အနုနေရနဲ့ပဋိကအနုရောဓဝိရောဓစိတ်တွေမှာလိုက်လေရောဓကအနုရောဓစံကျင်မှုဖြစ်သွားတာကဝိရောဓဖြစ်ပေါ်လာတဲ့အပေါ်မှာချစ်ချင်းမုံရင်ကိုအကြောင်းပြုပြီးတော့ကိုချစ်တဲ့အာယုံပေါ်မှာကြတော့အနုရောဓလိုက်လေရောတွေဖေးပါပေးတယ်ကိုမုန်းတဲ့အာယုံကြတော့ဝိရောဓစံကျင်တယ်နော်အဲ့ဒီလိုခွဲခြားလာသည့်အတွက်ကြောင့်လိုက်လျောခြင်းစံကျင်ခြင်းကိုအကြောင်းပြုပြီးတော့အလုပ်တွေလုပ်လာတယ်ကံတွေဖြစ်လာတယ်ကိလေသာကိုအကြောင်းပြုပြီးတော့ကံတွေဖြစ်လာတယ်အဲ့ဒီကံတွေနဲ့ကိလေသာတွေရဲ့နောက်ဖွဲ့မှုခံရတော့ပငြိမ်းချမ်းတဲ့အန္တရာယ်များလာတဲ့ဒီဘက်ကံကြီးကိုအန္တရာယ်မရှိဘူးလို့ထင်လာပြီးတော့လူတွေကပြောနေကြတယ်သိရမယ်နေဦးမေ့ထားလိုက်အိုးလာတော့လေကောင်းမောက7မိနစ်ဖြူလာတော့ဆိတ်ဆိုပြီးမေ့ထားလိုက်နော်သွားကြိုးတဲ့အခါသွားဆိုင်သွားပြီးမေ့ထားလိုက်ပြန်ပယေရီတွန်းလာလေမေ့ထားလိုက်ပြန်နော်အမျိုးစုံလောကကြီးဟာဒီဘက်ကမှပျော့စရာကိုပဲကြည့်ပြီးတော့ဆင်းရဲဒုက္ခကိုလုံးဝမတသေးတော့တတိမကူပဲနေတာနောက်ဆုံးနေ့ရောက်လာတဲ့အခါကျတော့ကြောက်လန့်နဲ့ဘဝတစ်ခုဆုံးသတ်သွားကြပြန်ဒါဒီဘက်ကမှဖြစ်နေတဲ့ပုံစံနော်ရထားတာကသက်ကာယအဲ့တော့ရသော်ဘုရားကဒီမှာဒီဘက်ကအနေရှိတယ်အနေများတဲ့ဒီဘက်ကဆိုတာခန္ဓာ၅ပါးကိုဟောတယ်ဒါဖြင့်ဒီဘက်ကကိုရောက်အောင်ဘယ်သူလုပ်တာလဲဒီလိုဒီဘက်ကနေတဲ့ပုဂ္ဂိုလ်တိုင်းဟာဝေရမယ်သိရမယ်ဆိုတော့ဒီဘက်ကကိုဘယ်သူခေါ်လာတာလဲဆိုရင်နန္ဒီရာကခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တက်ကွင်းကိုပို့ပေးတယ်နော်ခဏသိဖို့နောက်ဘက်ကကိုပို့ပေးတဲ့ပုဂ္ဂိုလ်ရှိပို့ပေးတာဘယ်လိုကပို့ပေးတာတော့ဆိုနန္ဒီရာကသူဟာ
ရိုးရိုးပို့ပေးတာမဟုတ်ဘူးလူတွေကိုချင်းချောက်ပြီးမသွားကြတဲ့လူတွေသွားကြအောင်ဆွဲဆောင်ပြီးတော့ပို့ပေးတယ်ချင်းချောက်ပြီးတော့ပို့ပေးတယ်မသွားကြလို့မရဘူးဒီဘက်ကံကိုပြောစရာတွေနဲ့ဆွဲဆောင်တယ်နော်မသွားကြအောင်ချင်းချောက်မောင်းမေးပြီးတော့တက်ကွဲနဲ့မရောက်အောင်ပို့တယ်အဲ့တော့ဘုန်းကြီးတို့တွေကိုဒီတက်ကွဲနဲ့ရောက်အောင်ပို့လိုက်တာနန္ဒီရာဂလို့ခေါ်တယ်တွေ့တဲ့အာယုန်နဲ့ပတ်သက်လာရင်တတရပိဏန္ဒီနီဘာတွေ့ပဲဘဝရောက်ပြောလိုက်တယ်ဆိုတဲ့အပြောပဲနော်ကျင့်တဲ့နေသက်တဲ့ဆိုတဲ့အပြောကဘဝတစ်ခုရောက်အောင်ပို့ပေးတာပဲယာယန္တနာနန္ဒီရာဂသဟကတတတရပိဏန္ဒီနီတို့မြတ်စွာဘုရားတရားဥမာထည့်သွင်းပြီးတော့ဟောကြားခဲ့တာသူကနေပို့ပေးတာအဲ့ဒါကိုဒီအတိဝိသောပမသုတ်တံမှာကျတော့ဘာဟောလို့ဆိုအန္တရစရောဝရကောကိုအနိနာမှာသို့မဟုတ်ကိုရဲ့ယင်းနဲ့နှလုံးထဲမှာရှိနေတဲ့လူသက်ကောင်လို့ပြောတာနော်သူကအပြင်ကနေသွေးဆောင်တာမဟုတ်ဘူးကိုအတွင်းနဲ့အနေပြီးတော့သွေးဆောင်တယ်ဆိုပြောမယ်ဆိုရင်ကိုကိုနှစ်ဖက်အကျိုးထိုးပြီးတော့ခွဲပို့ပေးတာတက်ကွယ်နဲ့မရောက်အောင်ခေါ်သွားတာအဲ့ဒါကိုလည်းသဘောပေါက်ရမှာဖြစ်တယ်ပေါ့နော်တွေ့တာမှုရှိနေခြင်းကြောင့်ဒီဘဝကိုရနေတယ်ဆိုအန္တရစရောဝရကောโอเคတာတိကောဒါမှုပြီးတော့ခေါ်သွားတာအဲ့ဒါနန္ဒီရာဂကိုပြောတာနော်နန္ဒီရာဂဆိုတာဘယ်ပါပြီကြည်တတ်လိုက်တယ်နှစ်သက်လိုက်တယ်တွေ့တာလိုက်တယ်ကြိုက်တာပဲစားစရာတောက်စရာတွေ့လဲကြိုက်တာမြင်စရာလာပါအာယုံတွေ့လိုက်လဲကြိုက်တာတချင်းတန်ကြရလဲကြိုက်တာနော်လက်ခေါင်းကမွေးကြိုင်တဲ့အနံ့ဆိုလဲကြိုက်ပြန်လျာကအရာသာဆိုလဲကြိုက်လိုက်ပြန်အထီတွေ့ဆိုလဲကြိုက်လိုက်ပြန်အဲ့တော့သူကနေတဲ့တွေ့တာပြီးတော့လက်ခံနေတာအဲ့ဒီလက်ခံနေခြင်းဟာလူတွေလက်ခံနေခြင်းကြောင့်လူတွေအဒီဘဝတစ်ခုရောက်ရှိလာကြတာဒါကြောင့်ဘုတချို့တော့ကြတော့မြတ်စွာဘုရားကဘဝနေဒီဘဝကနေဟိုဘဝနေဟိုဘဝတွေကိုဥသောဥရလုပ်ပြီးတော့ဆွဲခေါ်သွားတာဘဝရိစုကြိုးတက်ပြီးတော့ဆွဲခေါ်သွားတာတက်ကွင်းကိုဆွဲခေါ်သွားတာဘယ်သူတို့နန္ဒီရာကအဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတက်ကွင်းကိုဆွဲခေါ်လာတဲ့အခါကျတော့ကိုယ်တဏ္ဍမှာရှိရပါတော့ဆိုခန္ဓာ၅ပါးပဲရှိအဲ့ဒီဘဝမှာသိတယ်ဆိုတာဟာဘယ်သူကတတ်တာတော့လူတွေကတော့ပြောတယ်လူသက်ခံရတယ်လို့ဘယ်သူကတတ်လို့သိတာတကယ်ခေါ်တာပရမန္တသစ္စာအစလုလည်းပဲကိုကြည့်မယ်ဆိုရင်တတ်တယ်လို့မရှိဘူးနော်တတ်တယ်လို့ရှိတာမဟုတ်ခန္ဓာ၅ပါးကိုသိတာသူ့ကိုပဲလူသက်ကောင်လို့ခေါ်တယ်ဒါပဲလူတွေကပုဂ္ဂိုလ်တ attva ကိုသွားပြောကြတာနော်ပုဂ္ဂိုလ်တ attva ကိုသွားပြီးတော့ဒီလူတတ်တာဒီလူကဖန်တီးတာပဲဖြစ်တယ်သိတာကသူကသိတာလို့သိတာလေနော်မသိတာဘူးဆိုသိမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဒီမြတ်စွာဘုရားကတက္ကရာကိုပါခေါ်တော့ဆိုတော့ပင်စဝရကပစ္စတိကအမြဲတမ်းဆန့်ကျင်မဲ့လုပ်နေတာခန္ဓာကိုယ်ကြီးအမြဲတမ်းကိုယ်ဆန့်ကျင်မဲ့လုပ်လူတွေကတော့သူ့ကိုယူရလိုက်ရတာမနဲ့အေးရထားတာနဲ့ညတာသိပေးရတယ်အလုံးလုံးနေတာစဉ်းစားကြည့်ဘသူအတွက်တော့သူ့အတွက်ပဲဒီခန္ဓာအတွက်လုပ်နေမနဲ့အေးရထားညတာသိရတယ်ရေမှုချူရတယ်ဖိလိန်ရတယ်ပြင်ဆင်ရတယ်အလုံးဟာမလားလှအောင်မဝဝအောင်နော်မလားလှအောင်ဝရတယ်မဝဝအောင်စားအလုံးဟာသူ့အတွက်ကြီးပဲကိုယ်အတွက်ဆိုတာဘယ်မှာနေသူ့အတွက်ပဲလုပ်ပေးနေအဲ့ဒါလို့လုပ်ပေးပါတော့လေပဲသူကပါတော့ကိုဖြစ်ချင်တာတွေကိုတကူအဖြစ်ကိုအများရန်စัจကျင်တယ်ဒါမှမဟုတ်ပစ္စတိကကိုကျိုးမလို့လာဘူးစัจကျင်ပဲသူကလုပ်တယ်နော်ကိုအများရန်စัจကျင်တယ်ကိုဖြစ်ချင်တာဆိုတကူမှမဖြစ်ရအောင်သူကစัจကျင်ပဲပြောင်းပြန်နေကြီးပဲလုပ်တယ်ပฏิအဋ္ဌိကကိုလိုချင်တာက
ထာဝရလိုချင်တယ်သူကပေးရင်တခဏပဲပေးကိုလိုချင်တာကထာဝရနုပြုခြင်းနဲ့သူကအယုဆိုအောင်လုပ်တယ်ကိုလိုချင်တာကအင်အားရှိပြီးတော့ပြောနေခြင်းနဲ့သူလိုချင်တာကသူလှုပ်တာကအင်အားချိနေတော့အောင်လုပ်တယ်ဘဝမှာပြောစရာတွေကဲမဲ့တော့လို့အဲ့ဒါကိုပစ္စတိကစံจิตပဲလုံနေတဲ့ဝတ္တကလူတ္တမကိုရထားတဲ့တက္ကရာဆိုတဲ့ဒီဘက်ကမ်းမှာရှိတာခန္ဓာ၅ပါးရှိအဲ့ဒီခန္ဓာ၅ပါးဟာကိုရဲ့စံจิตပဲလူတ္တမပဲဖြစ်တယ်တတ္တအဘုရုံဆိုရင်ခန္ဓာ၅ပါးတတ်တယ်အဲ့တော့မြတ်စွာဘုရားရဲ့အစတုလည်းပဲမှာဆိုရင်ဘယ်သူကတတ္တဆိုပြီးတော့ကောင်းစဉ်တတ္တတို့ရှိရင်အမုန်းတွေပွားမှာပဲဒီကတော့အကယ်၍ဘုရားတို့ကလာတတ်တော့လေသူမသိဘူးဆိုရင်မသိဘူးချမ်းယုံနာကသိမသွားဘူးဆိုရင်သိမှာမဟုတ်ဘူးเนาะအဲ့တော့လူတ္တမလို့ပြောတာဟာကိုရထားတဲ့ခန္ဓာ၅ပါးပဲအဲ့တော့ခန္ဓာ၅ပါးဆိုတာဘယ်လိုဖြစ်တာလို့ဆိုတာစဉ်းစားကြည့်ကိုယ်တဏ္ဍမှာရှိနေတဲ့ဖြစ်ကြတဲ့ဘောကြီးဘောရီရလူတိုင်းမြင်ရတယ်မျက်စိနာနာလျှာကာယဆိုတဲ့ physical body အဲ့ဒါကိုဥယျာဉ်တစ်မျိုးအေးယျာဉ်တစ်မျိုးစာယျာဉ်တစ်မျိုးဝါယျာဉ်တစ်မျိုးပြောင်းလဲဖြစ်နေတဲ့ဖြစ်စဉ်တစ်ခုရှိတဲ့ရုပ်တရားမြတ်စွာဘုရားကသုတ္တန်တစ်ခုမှာဘယ်လိုဟောတာအာယုံပြုကြည့်လိုက်နော်ရုပ်ဆိုတာဘယ်လိုဟာတော့ဆိုတာအယံကယောရူပိသာဓုမပုရိကိုမာဒပိတိကတံဘောလူတွေရဲ့ physical body ဟာအမကရုပ်တရားရှိတယ်နော်ရုပ်ကြီးရှိနေတယ်အဲ့ဒီကိုယ်ကာယကြီးဟာဘယ်လိုဖြစ်လာတာလို့ဆိုရင်မာဒသာဓုမဟာပုရိကိုဓာတ်ကြီးလေးပါနဲ့တိဆောက်တာဓာတ်ကြီးလေးပါဆိုတာထင်သာမြင်သာအောင်ပြောလို့ဆိုရင်အတုံးခဲတွေကတစ်ခုအရေတွေကတစ်ခုအပူကတစ်ခုလေးကတစ်ခုနော်အတုံးခဲတွေကပထဝီအပူကရေကအာဘောအပူကတေဇောလေးကဝါယောခန္ဓာကိုယ်ထဲမှာလိုက်ကြည့်လိုက်လို့ရှိရင်အဲ့ဒါပဲတွေ့ကိုစမ်းကြည့်လို့တွေ့တာတွေအတုံးခဲအပြော့မှာဒါတွေ့မယ်နော်အရေးကိုတော့စမ်းကြည့်လို့မရဘူးနောက်တစ်ခါအပူစမ်းကြည့်လို့ရမယ်လေးစမ်းကြည့်လို့ရမယ်အဲ့တော့ထိတွေ့စမ်းသပ်လို့ရတာပထဝီရဲ့တေဇောရဲ့ဝါယောရဲ့ဒီဓာတ်ကြီး၃ပါးစဉ်းစားကြည့်ပေါ့ကိုသမင်းချက်တဲ့အခါစမ်းသပ်ကြည့်တယ်ပါစမ်းတော့ဆိုရင်သမင်းချက်ရင်ကနေပြီးတော့ဆံလေးပြော့လားမပြော့သေးဘူးလားနတ်သလားမနတ်ဘူးလားဆံဒါပထဝီကိုစမ်းသပ်ထားပဲနော်တခါတည်းရကြတော့ကော်ဖီတောက်တဲ့ကကော်ဖီကပူသလားအေးသလားစမ်းတယ်မဟုတ်လားအဲ့လိုစမ်းသပ်မှုတွေအလုံးဟာစမ်းသပ်ပြီးတော့သိရတဲ့အရာအလုံးဟာပထဝီတေဇောဝါယောပဲဖြစ်တယ်အရေးတော်တော့စုစည်းပေးတာအဲ့တော့ဓာတ်ကြီးလေးပါမြတ်စွာဘုရားကိုယ်ခန္ဓာကိုယ်မှာဒီဓာတ်ကြီးလေးပါနဲ့ပဲတိဆောက်ထားတာဖြစ်တယ်ဒါကဒီဘက်ကမ်းမှာရှိသမျှဟာဓာတ်ကြီးလေးပါနဲ့တိဆောက်တာနော်အမကပထဝီတေဇောဝါယောအဘောဆိုတဲ့ဒီဓာတ်ကြီးလေးပထဝီအဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါနဲ့တိဆောက်ထားတယ်အဲ့ဒီဓာတ်ကြီးလေးပါနဲ့ဘယ်လိုစဖြစ်လာတယ်လဲဆိုရင်မာဒပိဋိကတံဘောမိဘရဲ့သွေးသားပေါ်မှာအမိပြုပြီးဖြစ်ရတယ်အဲ့ဒါဘာလို့ဆိုလိုတာလဲဆိုမာဒပိဋိကဆိုမိဘရဲ့ဥစ္စာမိဘရဲ့သွေးသားဆိုတာဘာပြောတာလဲဆိုရင်စပန်နဲ့ဥပန်ခေါ်တာနော်မိဘရဲ့စပန်နဲ့ဥပန်အဲ့ဒါနှစ်ခုပေါင်းစားလိုက်တာကမြေလွှာဖြစ်သွားတယ်နော်အဲ့ဒီပေါ်မှာဖြစ်တယ်အခုတချို့သိပ္ပံဆရာတွေကတော့စပန်ကိုပဲသူကတက်ရှိတယ်လို့ပြောနေကြတယ်မဟုတ်ဘူးမိဘရဲ့ဥပန်နဲ့စပန်ဆိုတာကျဲဥတွေပါတွေ့ပါလိမ့်မယ်အနေနဲ့အကနှစ်ခုရှိရမလား
အဲ့ဒီနှစ်ခုပေါင်းတဲ့အပေါ်မှာကြက်ကလေးမွေးဖွားတာနော်ကြက်တော်ဝါလေးဖြစ်ရတယ်လူတော်ဝါလေးကြတော့အဲ့ဒီမိဘရဲ့တုတ်သွေးလို့ခေါ်တယ်ပေါ့နော်စပန်နဲ့အိုပန်အဲ့ဒီဟာကဆွိုင်းအဲ့ဒီဆွိုင်းပေါ်မှာကန်ကပေးလိုက်တဲ့ပရိသေမျိုးစေ့တွေကကြာပရိသေမျိုးစေ့ဆိုတဲ့နေရာမှာစိတ်လည်းပါတယ်ရုပ်လည်းပါတယ်ရုပ်နဲ့နာမ်နဲ့နှစ်ခုပေါင်းတာနော်ရုပ်နဲ့နှစ်ခုပေါင်းထားတဲ့မျိုးစေ့တွေကြာအဲ့ဒီမျိုးစေ့တွေကစဖြစ်ခါသာတော့ကလလရေကြီးအဖျားလေးမှာတီးနေတဲ့ရေပေါက်လေးလောက်ဖြစ်ရှိတယ်။တာမန်မျက်စိနဲ့တော့မမြင်နိုင်ဘူးလို့ပြောတယ်။ microscope နဲ့ကြည့်မှအဲ့ဒီရေပေါက်လေးလို့ဟာ။အဲ့ဒီလောက်ကစားလာတာနော်လူဘွားရဲ့လူခန္ဓာကိုအဲ့ဒါကိုမြတ်စွာဘုရားကမာတာပိဋိကတံဘောမိဘရဲ့သွေးသားတော်မှာဒုရိတွေရဲ့ဘဝဒီခန္ဓာကိုရအဲ့ဒီစားခဲ့တာ။အဲ့ဒီကနေစားလာပြီးတော့ကလလကနေပထမကလလဟောဒီကလလဟောဒီအပုဒ္ဓပြီးတော့အမြုပ်ကလေးတွေဖြစ်လာတယ်ရေကြီးလေးကအမြုပ်ကလေးဖြစ်လာတယ်အမြုပ်လေးကနေပြီးတော့အနှစ်ဖတ်ကလေးဖြစ်လာတယ်အနှစ်ဖတ်လေးကအမာလေးဖြစ်လာတယ်အဲ့ဒီအမာလေးကမှခမငါးပြဖူလေးငါးလုံးထွက်လာပြီးတော့မျက်စိလက်တစ်ဖက်ချင်းနဲ့ဒီခေါင်းရဲ့ချင်းတစ်ဖက်လက်တစ်ဖက်ဆိုတဲ့ဒီအကိုင်ခဲတော့မျိုးထွက်လာအဲ့ဒီနောက်ကြတော့မှfetus လို့ခေါ်တဲ့တရေသားလောင်းဖြစ်လာတော့အဲ့လိုစားနော်ခဏလေးနဲ့ဖြစ်တာမဟုတ်ဘူးတပတ်ပြီးတပတ်ပြောင်းလဲပြီးတော့ဖြစ်လာတော့အားလုံးဟာကိုလာလဲဆက်လာဖွာဆိုတဲ့အစဉ်ရောက်သွားတော့နော်အဲ့တော့မြတ်စွာဘုရားအဲ့ဟောတာရုပ်ခန္ဓာဆိုတာအဲ့လိုစားတာမိုးပေါ်ကြလာတာမဟုတ်ဘူးမာတာပိဋိကတံဘောမိဘရဲ့သွေးသားပေါ်မှာမိပြီးတော့ဖြစ်လာတာအဲ့လိုဖြစ်လာပြီးတဲ့အခါမှာအနိစ္စရေရပြောင်းနေတာရနေတာမဟုတ်ဘူးကလလအခြေကနေစပြီးတော့တရွေ့ရွေ့ပြောင်းရွှေ့ပြီးတော့နေတာပြောင်းနေဆိုတဲ့ပထမအခြေအနေတစ်ခုကပျက်စီးသွားပြီးတော့ဒုတိယအခြေအနေတစ်ခုရောက်လာဒုတိယအခြေအနေတစ်ခုပျက်စီးပြီးတတိယအခြေအနေတစ်ခုရောက်လာအမြဲတမ်းပြောင်းလဲပြီးတော့မမြဲတဲ့သဘောနော်မမြဲဘူးဆိုတာဖြစ်လာပြီးရင်ပြတ်သွားတာကိုပြောတာအဲ့ဒီအနိစ္စစားရဏဥစ္စာရဏဒါကမွေးလာတဲ့အခါကျတော့မွေးလာတဲ့အခါလူရဲ့ခန္ဓာကိုယ်ကဘယ်ကလေးကအနန္တမကောင်းဘူးမကောင်းတဲ့အနန္တကိုနန္တတွေပါလေလိမ့်ပေးရတဲ့အနန္တတွေပြောင်းအောင်ရေမှုချပေးရဥစ္စာရဏခန္ဓာကိုယ်မှာဒီတိုင်းထားမယ်ဆိုလို့ရှိရင်ပုံမှန်တဏ္ဍာတွေကမလှမဆိုလို့တဖြည်းဖြည်းအလှပြင်းပေးရတယ်အယူတွေကောင်းပြီးဖြောင်းပေးတယ်တော့လုပ်ပေးတယ်ဥစ္စာပရိမတ္တနာနေနေပေးရတယ်အဲ့ဒီလိုလူရဲ့ physical body ဆိုတဲ့ခန္ဓာကိုယ်ကြီးကိုအဲ့လိုပြင်ပေးတော့လေဖိရဏဝိဒသနာဓမ္မသူကတော့ပြတ်မဲ့အကြီးပဲအကုန်နော်ထာဝရဆိုတာကိုမရှိဘူးအဲ့ဒီအချိန်လေးမှလည်းပြတ်သွားနိုင်သေးတယ်အခုဆရာတော်ဘုရားကြီးဆို102နှစ်နော်အဲ့ဒါသို့တော့ဒီအချိန်ပဲဖြစ်ပြတ်နိုင်လို့ဆိုလို့ခန္ဓာ၅ပါးအဲ့ဒီလိုလူဘဝလူခန္ဓာအဲ့ဒီလိုစလာတယ်ဆိုတာမြတ်စွာဘုရားကအချင်းဆုံးအနေနဲ့ဝိပဿနာတရားရှုဖို့ခေါ်တာဖြစ်တယ်အဲ့ဒီမှာနော်ပိရဏဝိဒန္တနာဓမ္မောဆိုပြီးတော့လူရဲ့ခန္ဓာကိုယ်ကြီးအဲ့လိုဖြစ်လာဒါ physical body ဖြစ်လာကဲဟုတ်ပြီလူဘဝရောက်လာပြီဆိုတော့ခန္ဓာ၅ပါးဘယ်လိုပေါ်နေသလဲအကျဉ်းချုပ်တွေပြောကြည့်အောင်နော်ခန္ဓာ၅ပါးဘယ်လိုဖြစ်နေသလဲဆိုတော့ကြည့်မျက်စိနဲ့အစင်အာယုမျက်စိကတစ်ခုအစင်အာယုကတစ်ခုမျက်စိကလည်းကောင်းရမယ်နော်မဲ့ဖြစ်ရမယ်နော်ပြက်နေတယ်မျက်စိဆိုမှမြင်မြမှုအဲ့တော့မျက်စိတစ်ခုလည်းနဲ့မြင်တဲ့ကိစ္စဖြစ်လာဆိုလို့ဖြစ်ဘူးမျက်စိရှိရမယ်ပြီးတဲ့အခါကျတော့မျက်စိတွေကိုမြင်တဲ့အာယုကလာပြီးတော့ထင်ဟရမယ်ဟောနှစ်ခုရှိသွားပြီမြင်ပြီလားဆိုမမြင်သေးဘူး attention ဆိုတဲ့နှလုံးသွင်းမှုရှိရပြီးတော့မှမြင်သိစိတ်ဆိုဖြစ်တယ်ဒါအဲ့ဒီခဏလေးပဲအဲ့ဒီခိုင်လေးပဲကြည့်လိုက်မျက်စိနဲ့အစင်အာယုကရုပ်တရားဖြစ်လို့ဥပ္ပခန္ဓာနော် attention နဲ့မြင်သိစိတ်လေးကဝိညာဉ်နဲ့ခန္ဓာအဲ့ဒီမြင်သိစိတ်နဲ့ရှင်တွဲပြီးတော့ဖြစ်လာတဲ့ဖတ်တာ
ကသင်္ခါရခန္ဓာစိတ်ခံစားချက်တွေကဝေဒနာခန္ဓာမှတ်သားတာအသိဉာဏ်ခန္ဓာအဲ့ဒီခိုင်လေးပါရင်ခန္ဓာ၅ပါးဖြစ်တာဒီကအခုဘယ်သူကရှင်းပြတော့ဆိုမဟာဟဋ္ဌိပရောပမသုတ်တံမှာရှင်းတာကိုတော့ရှင်းပြနော်မြင်တဲ့အခိုင်လေးမှာလည်းခန္ဓာ၅ပါးဖြစ်သွားတယ်ဆိုတာကိုရှင်းပြတယ်ကြားတဲ့အခိုင်မှာလည်းပဲထို့တူပဲခန္ဓာ၅ပါးဖြစ်တယ်နော်အနံ့ရတဲ့အခါမှာလည်းပဲခန္ဓာ၅ပါးဒီလိုဖြစ်သွားတယ်စားနေတဲ့အချိန်မှာလည်းပဲခန္ဓာ၅ပါးဒီလိုဖြစ်သွားတယ်ထီတဲ့အချိန်လေးမှာလည်းခန္ဓာ၅ပါးဖြစ်စိတ်ကူးကြံစည်နေတဲ့အချိန်မှာလည်းခန္ဓာ၅ပါးဖြစ်တယ်အဲ့ဒီဖြစ်နေတဲ့ခန္ဓာ၅ပါးကိုဒါတက္ကာယအဲ့ဒီဖြစ်နေတဲ့ခန္ဓာ၅ပါးသည်ညောစွာပြားကဝတ္တကသုတတမရေပစ္စจิကကိုယ်ပြေရဆန့်ကျင်မဲ့လုံနေတဲ့အရာဖြစ်တယ်လို့မိတ်ဆွေလို့မဟုတ်ဟုတ်တယ်လေလူတွေမဖြစ်ချင်တာဖြစ်နေတာမဟုတ်လားအဲ့တော့လောကကြီးမှာတစ်ခုတည်းဖြစ်တယ်ဆိုတာရှိအလုံးဟာပစ္စယယတ္တဝဋ္ဌိအကြောင်းတရားကိုမိပြုပြီးတော့ဖြစ်နေတာဖြစ်တယ်အကြောင်းတရားမရှိရင်ဖြစ်ကိုမဖြစ်ဘူးလူတွေကပြောကြတယ်ထမင်းချက်တာဘာလို့လဲဆိုရင်ငါချက်တယ်လို့ပြောတယ်နော်အဲ့ထမင်းချက်သမားကိုထမင်းချက်တဲ့လူဆန်လည်းမပေးနဲ့အိုးလည်းမပေးနဲ့ရေလည်းမပေးနဲ့မိလည်းမပေးနဲ့သူထမင်းဖြစ်အောင်ချက်နိုင်ပါမလားနော်ထမင်းဖြစ်ဖို့အတွက်ကပါရှိရဆန်လည်းရှိရမယ်အိုးရှိရမယ်ရေရှိရမယ်မိရှိရမယ်ချက်တဲ့ပုဂ္ဂိုလ်ရှိရမယ်အဲ့ဒီငါအခုပေါင်းမှထမင်းဆိုဖြစ်တယ်တိုးတော့လူတွေကပြောကြတယ်ငါချက်တယ်လို့ပဲပြောကြတယ်သူကစီမံရုံနဲ့စီမံတတ်တယ်သူကစီမံပေးတာသာရှိတယ်သူချက်တာမဟုတ်ဘူးသူချက်တာသူ့လုံးနိုင်စွာရှိရလားရှိမပါပဲအိုးမပါပဲမိမပါပဲသူချက်နိုင်စွာရှိရလားသူအုံဖွာဆိုပြီးမှန်းပြီးတော့ဆိုင်ဖို့ထွင်းပြောင်းလို့မရဘူးလေအဲ့တော့အကြောင်းတရားတွေကပေါင်းစပ်လုပ်ထားတယ်ဆိုတာခုနမြင်ခြင်းဆိုတာလည်းထို့တူပဲမျက်စိရှိလို့မြင်တာလည်းမဟုတ်ဘူးမျက်စိကအကြောင်းတစ်ခုများတာဖြစ်တယ်မြင်စရာအာယုံနဲ့စုံမှုရလည်းအကြောင်းတစ်ခုများတာဖြစ်တယ်အတင်းချင်းရလည်းအကြောင်းတစ်ခုများတာဖြစ်တယ်နော်အနတ္တိကာရလည်းအကြောင်းတစ်ခုများတာမြင်သိစိတ်ပေါ်လာတာလည်းတစ်ခုများတာဖြစ်တယ်ပေါင်းလိုက်တဲ့အခါမှာဖြစ်လာနော်သူကသူဖြစ်လာတာတစ်ခုမှမရှိဘူးအားလုံးဒီတစ်ခုနဲ့တစ်ခုပတ်ဆက်ဆက်ပဲနဲ့ထားလိုက်လို့ရှိရင် only သူတို့အားလုံးဟာပါစွမ်းရည်မှမရှိဘူးနော်ပါစွမ်းရည်မှမရှိဘူးကဲကာမောင်းတာရောလူတွေကကာမောင်းတာငါမောင်းလာတယ်လို့သာပြောသူမှသူလှုပ်တာတစ်ခုတည်းပဲရှိတယ်သူကစက်ဖွင့်နေအင်းကြီးလည်းပါအောင်လုပ်တယ်ဒါပဲသူလုပ်တာမောင်းတာသူမဟုတ်ဘူးကာပြေးအောင်လုပ်တာသူမဟုတ်ဘူးနော်တဘာဝတရားတွေအလုပ်တာအဲ့တော့ function တွေဘယ်လောက်ရှိလို့လုပ်တာကြည့်နော်ဓာတ်ဆီကလုပ်တယ်အင်ဂျင်ကလုပ်တယ်ဘက်ထရီကလုပ်တယ်ပိတ်တွေကရွေးရှာတယ်ဟောခါအလုံးဟာသူလုပ်နိုင်တာကာသမားလုပ်တာပါတော့ driving ဆိုတဲ့မောင်းနေရင်းဆိုတဲ့အလုပ်တစ်ခုပဲသူလုပ်တာကျန်တာသူလုပ်နော်ဓာတ်ဆီထဲပဲပြီးရင်သူပေါင်းလို့မရဘူးလေဝါကြိုးလေးတစ်ချောင်းဖြုတ်တာလည်းသူပေါင်းလို့မရဘူးဘိန်းပေါင်းနေလည်းသူပေါင်းလို့မရဘူးနော်ဘက်ထရီတောင်းနေလည်းသူပေါင်းလို့မရဘူးအင်ဂျင်ပြတ်နေရင်လည်းသူပေါင်းလို့မရဘူးအဲ့တော့အလုံးပေါင်းစီညီညွတ်တဲ့အခါမှသာပေါင်းခြင်းဆိုတဲ့အကျိုးတစ်ခုဖြစ်တယ်ဒါကိုပြောတာသာဒရကဖလနိဗ္ဗာန်ကသာဒရဏဖလအကျိုးတစ်ခုတည်းသောအကျိုးအတွက်အကျိုးကိုဖြစ်ပေါ်စေတဲ့အကြောင်းတရားတွေပေါင်းပြီးကိုပစ္စယတာမေခိဒီလိုဆိုလိုတာပေါ့နော်အဲ့တော့အကြောင်းတရားတွေပေါင်းမှဖြစ်သည့်အတွက်ကြောင့်ကိုယ်တယောက်တည်းဆိုတာမဟုတ်ဘူးတစ်ခုတည်းလို့တာမဟုတ်ဒါကြောင့်မို့လို့အတ္တငါဆိုတာလည်းမဟုတ်ငါရဲ့အစွမ်းဆိုတာလည်းမဟုတ်တော့နော်အနတ္တရဲ့အိဗေအဲ့ဒါပဲပစ္စယယတ္တဩဒီဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်ပေါ်နေတာကဖြစ်တယ်လို့သိဖို့ဒါကမြတ်စွာဘုရားကအစလုပ်လည်းပဲမှဒီလိုဟောတာဝိပဿနာတရားအထုတ်ပြီးဆိုရင်အဲ့ဒါတွေကိုသိမှရတယ်နော်အဲ့ဒါကိုသိဖို့လို့သိဖို့ကစဉ်းစားတတ်ဖို့ပဲလို့ပဲပေါ့အခုတရားဝဲလုပ်တယ်အိမ်ကနေရောက်လာကြတယ်တရားဝဲရောက်လာတယ်ဘယ်သူကပို့တာလဲစဉ်းစားကြည့်တရားဝဲသွားမယ်ဆိုတဲ့စိတ်ကအရင်ဖြစ်တာ
စိတ်ဖြစ်ရုံနဲ့ရောက်ရလားမရောက်ဘူးစိတ်ကနေပြီးတော့တဆင့်ကာယဝိညာဉ်တွေဖြစ်ပေါ်စေတယ်ကြွတာ nerve system တွေလှုပ်ရှားစေတယ်အဲ့ဒီကနေပြီးမရောက်လာတဲ့ process ကြီးနဲ့ရောက်လာတယ်နော်ဖြစ်စဉ်တစ်ခုရဲ့တွန်းအားနဲ့ရောက်လာတစ်ခုတည်းမဟုတ်အစကာနှုတ်တော့မယ်ဆို starter နဲ့လောက်တာမဟုတ်လားစပြီးတော့ကာဥစားလိုက်အဲ့ဒါလိုပဲဒီ wish ဆိုတဲ့စိတ်ဆန္ဒသွားအောင်မယ်ဆိုတဲ့စိတ်ကူးဟာစပေးလိုက်တာအဲ့ဒီကြားထဲမှာလည်းပြတ်သွားနိုင်သေးတယ်အောင်မယ်လို့တော့ကြားစီတယ်ကြားတယ်ပါကိစ္စလေးပေါ်လာလို့မလာနိုင်ဘူးဆိုတဲ့လူတွေရှိတယ်ဒါချာဖြတ်ပြီးတော့သွားတာလည်းရှိတယ်အဲ့တော့ဖြစ်စဉ်ကိုကိုယ့်ရဲ့ဖြစ်စဉ်တစ်ခုကိုကြည့်လိုက်လို့ဆိုရင်ပထမတော့ကစိတ်အဲ့လို့ဆိုရင်စီကြီးဆွဲချိတ်ထားတယ်ဆွဲချိတ်ထားတယ်မတီးလို့ရှိရင်စီတမ်းမထွက်ဘူးမော်လားလက်နဲ့တစ်ခုနဲ့စီမျက်နှာပြင်ကိုပုတ်လိုက်ပြီးဆိုလို့ရှိရင်စီတမ်းထွက်လာတယ်အဲ့ဒီစီတမ်းဟာငကိုယ်တည်းထည့်ထားတာလားလို့ဆိုထည့်ထားတာမဟုတ်ဘူးလက်နဲ့စီမျက်နှာနဲ့ပေါင်းလိုက်မှစီတမ်းဆိုထွက်လာတယ်ထို့တူပဲမျက်စိနဲ့ဆင်းဆုံလိုက်တဲ့အခါမှာ attention အကြောင်းပြုပြီးတော့မြင်သိစိတ်ဆိုတာပေါ်တာမြင်သိစိတ်ဆိုတာမျက်စိထဲမှာ install လုပ်ထားတာမဟုတ်ဘူးအဲ့လိုဆိုလို့လေနော်အကြောင်းကြောင့်ပေါ်လာအဲ့ဒီအကြောင်းကြောင့်ပေါ်လာတာကိုပဲပေါ်လာပြီးတဲ့နောက်ပျောက်သွားလို့မြတ်စွာဘုရားကအနိစ္စလို့ခေါ်တာနော်အနိစ္စရဲ့သဘောကအဟုတ်တော်ဝတံဘောတိဟုတ်တော်ဝပฏิဝေတိအဲ့ဒါအနိစ္စရဲ့အဓိပ္ပာယ်အတိအကျအဲ့ဒါအဟုတ်တော်ဝတံဘောတိငကိုကမျက်စိထဲမှာမြင်သိစိတ်ဆိုတာရှိနေတာမဟုတ်ဘူးသို့တော့မျက်စိနဲ့အစဉ်အာရုံဆုံရင်းဆိုတဲ့အကြောင်းကိုဆွဲပြုပြီးတော့မြင်သိစိတ်တွေပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်မှာဟုတ်တော်ဝပฏิဝေတိပေါ်လာပြီးတဲ့နောက်မှာကြာရှိသွားမတည်ဘူးပြတ်သွားပျောက်သွားတယ်နော်တခဏအတွင်းမှာပဲဖြစ်လာပြီးပျောက်သွားတယ်အဲ့ဒါကိုအနိစ္စလို့ပြောရှိနေတဲ့နေရာကထွက်လာတာမဟုတ်ဘူးမရှိတဲ့နေရာကအကြောင်းကြောင့်ပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်အဲ့ဒါကိုဘယ်သူရှင်းပြတော့ဆိုရှင်သာရိပုတ္တရာမထေရကအနုဘရသုတ်တံမှာရှင်းပြတယ်နော်မမြဲဘူးလို့ပြောတာလေးကတာမန်ပြောတဲ့စကားနော်မမြဲဘူးဆိုတာလေးကပေါ်လာပြီးပျောက်သွားတာကိုပြောတယ်မမြဲဘူးဆိုတာတကူကရှိနေတာလားဆိုမရှိဘူးအကြောင်းကြောင့်ပေါ်လာတာအဲ့လိုဆိုလို့ပေါ့နော်အဲ့တော့ခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်တွေဟာအလုံးဟာဒီခန္ဓာ၅ပါးသည်ပျက်စီးတတ်တာဖြစ်သောကြောင့်ဒီခန္ဓာ၅ပါးသည်သူတတ်သမားများတာဖြစ်တယ်မြတ်စွာဘုရားဘာလို့လဲဆိုရင်သူကိုယ်သူလည်းသူကသိတတ်လို့သူကိုယ်သူလည်းတတ်တယ်သူသိတဲ့အခါမှာကျန်တဲ့ပုဂ္ဂိုလ်တွေလည်းဆွဲခေါ်သွားလို့သူတတ်သမားလို့ပြောတာနော်အဲ့တော့ဘယ်သူမှတတ်တာမဟုတ်ဘူးသူကသူတတ်တာမျက်လုံးလေးပြည့်သွားတယ်သူကသူပြည့်သွားတာပဲနော်သူကပြည့်တတ်တဲ့သဘောရှိနေတာအဲ့ဒီသဘောကိုစဉ်းကျင်စဉ်းစားဖို့မြတ်စွာဘုရားကဟောကြားတာဖြစ်တယ်အဲ့တော့အခုလို့သူကသူပြည့်ပြီးသူကသူတတ်အချင်းချင်းပြန်မှန်တတ်နေတာဟာအတ္တရဲ့ကြီးပဲဘဝခရီးကြီးဟာအနည်းလွန်များတယ်ဘာတွေအနည်းတွေလို့ဆိုရင်မဟုတ်ကြမဲ့လည်းအိုရမှာပဲမသိကြလည်းသိရမှာပဲဒုက္ခဒုက္ခတွေမတွေ့ကြမဲ့လည်းတွေ့ရမှာပဲနော်အဲ့ဒါကိုတားဆီးလို့ရမှာမရဘူးမြတ်စွာဘုရားကဒီမမြဲတဲ့တဘာဝတရားကြီးကိုမြဲအောင်လုပ်တဲ့ဤမရှိဘူးတဲ့ဒါပေမဲ့လို့ဘိုးဘိုးအောင်ယုံကြည်တဲ့လူတွေကတော့အရှင်တွေ့တို့အသေးတွေ့တို့ကြံပြီးတော့ထာဝရလို့ထင်ပြီးတော့လုံးနေကြသေးတယ်နော်မြတ်စွာဘုရားကတော့မအိုးတဲ့အရာမအိုးတဲ့အရာသေးရတဲ့အရာကြီးကိုမအိုးအောင်မသေးအောင်လုပ်တဲ့ဒီလမ်းမရှိဘူးဘုမပြေအလူတွေတော့ကြိုးစားနေတော့ပဲတချို့อ่ะနော်ကြိုးစားနေတော့အောင်နေလို့တော့မကြဘူးသိပ္ပံဆရာတွေလည်းကြိုးစားနေတော့အိုရတဲ့ဆယ်လေးတွေကိုဖယ်ပြီးတော့မအိုရတဲ့ဆယ်နဲ့ဆေးထိုးပြီးနေမလို့လည်းကြားတယ်ခုခေတ်ကြီးမှာနော်ဂျပန်မှာဒီပညာနဲ့ဘယ်လိုမှရမှာမဟုတ်ဘူးနော်မြတ်စွာဘုရားရဲ့တရားတော်အရာဆိုရင်မြတ်စွာဘုရားကမအိုတဲ့ခန္ဓာကိုယ်ဆိုတာမရှိဘူးတဲ့မပြတ်တဲ့အရာဆိုတာမရှိဘူးအဲ့ဒီအိုရတဲ့ရှုံးကိုမအိုအောင်လုပ်တဲ့နေလားမရှိဘူးဒါပြင်ဘာလို့အောင်မှာလဲနော်
အိုရတဲ့ပျက်စီးတဲ့အရာကိုမပျက်စီးအောင်ပြောင်းလဲပေးတဲ့ဤစနစ်မရှိဘူးမရှိသည့်အတွက်ကြောင့်ရသော်ပြတရားကျင့်မှုလိုအပ်တယ်လို့ခေါ်တာမဂ္ဂင်7ပါးတရားကိုကျင့်ဖို့လိုတယ်ဒီမှာပဲကံမှာဆက်နေပဲဆိုရင်ဟိုမှာပဲနာမှာပဲသိမှာဒီမှာပဲကံမှာရှိတဲ့ပုဂ္ဂိုလ်တွေကဒီအနေအထဲမှာရောက်နေတယ်နော်အချိန်တိုင်းရင်ဟိုကြမယ်သိကြမယ်နိုင်နော်ဒီဘက်ကမှနေလို့ရှိရင်မဟုတ်တဲ့ဒီလမ်းမရှိဘူးမရှိတော့ဟိုဘက်ကကိုရောက်သွားဖို့လိုတယ်ဟိုဘက်ကကိုဒီတိုင်းသွားလို့လွယ်လားကြည့်လိုက်ပဲဆိုရင်မဆုံးနိုင်တဲ့ရည်ပြည့်ရည်တွေ့လိမ့်မယ်အောက်ကလည်းနဲလိုက်တာအလုံးကြီးနော်ချီထောက်မမီအောင်ကျဲတော့ကျဲပါရဲ့ထောက်ပြီးလမ်းလျှောက်သွားလို့ရရင်သွားလို့ရပြီအခုကအဲ့လိုမဟုတ်ထောက်လို့မမီတော့အောင်နဲ့လဲနဲ့တယ်ကျဲလဲကျဲအဲ့ဒါမှကြီးမားတဲ့ဒါကြီးကိုဖြတ်ပြီးတော့မှဟိုဘက်ကကိုသွားရမယ်ဆိုအဲ့လိုခက်ခဲတာကိုဘာနဲ့သွားအောင်လဲဆိုရသော်ပြကမက္ခင်7ပါးဆိုတဲ့ဒီဟိုဘက်ကကူးတဲ့စနစ်တစ်ခုပေးခဲ့အဲ့ဒါဘာလို့ဆိုဥပဒနာနဲ့ကူးတာပဲနော်ကူးတဲ့နေ့ကဘယ်လိုကူးတာတော့ဆိုရင်ခုနပြောတဲ့တတ္တဝါဆိုတာမရှိဘူးငါဆိုတာမရှိဘူးယုံနာနှစ်ပါးသာရှိတယ်ဆိုတဲ့အသိဉာဏ်ရအောင်လုပ်ရမယ်နံပါတ်1နော်အဲ့ဒီအသိဉာဏ်ရမှဘာဖြစ်တော့ခုနကတေကွင်းကိုပို့တဲ့နန္ဒီရာဂဆိုတာကိုရှော့ချမယ်တေကွင်းပို့မဲ့ကောင်တားဆီးလို့ရတယ်ဒီအသိဉာဏ်ရှိမှနော်တွေ့တာမှုကိုပယ်ရှားလို့ရတယ်တွေ့တာမှုပယ်ရှားလိုက်တဲ့အခါကျတော့မှနောက်ထပ်ပြန်ဖြစ်မှုဆိုတာကိုတားဆီးလို့ရမှာဆိုတာဒါမြတ်စွာဘုရားပေးတဲ့နိစ္စနေပဲနော်အဲ့တော့ဒီသုတ်တံမှာမြတ်စွာဘုရားကဒီမှာပကံအမတမအနိယများတယ်တဲ့အနိယများတဲ့ဒီမှာပကံမှာနေသမျှပုဂ္ဂိုလ်တွေဟာတက်ကွင်းပေါ်လာလဲခံရတယ်ခန္ဓာ၅ပါးကိုဆိုတဲ့သူတက်ကောက်ရဲ့လက်ထဲလဲရောက်သွားတယ်အကျဉ်းကြီးအသက်ခံရတယ်ဒါကြောင့်မို့ဒီမှာပကံကမထွက်နိုင်သမျှတော့ဒီတိုင်းပဲဖြစ်နေမှာပဲဖြစ်တယ်ဒီဘက်ကံကထွက်ဖို့ဘယ်ကိစ္စပါအကျင့်တရားကိုကျင့်ရမယ်ကျင့်ရင်သဘာဝတရားကိုမှန်အောင်မှန်ကန်သိပြီးတော့ချစ်ချင်းမုံရင်နှစ်ခုပထမရှင်းပြရမယ်ရှင်းပြလိုက်တဲ့အခါအမှန်သိတဲ့စွမ်းအားနဲ့ဟိုဘက်ကံကိုကူးရမှာဖြစ်တယ်ပေါ့နော်တမ္မာဒိဋ္ဌိဆိုတဲ့အမှန်မြင်တာရဲ့တမ္မာသင်္ကပ္ပဆိုတဲ့အမှန်တွေးတတ်တာရဲ့တမ္မာဝါယာမဆိုတဲ့မရှိလိုက်တာတွေကိုရှင်းပြတဲ့လုံလဝိရိယရှိတဲ့နာတွေကိုရအောင်ယူတဲ့လုံလဝိရိယနဲ့တမ္မာတတိကြီးစွာထားပြီးတမ္မာသဘာဝစိတ်တည်ငြိမ်မှုကိုအခြေခံထားပြီးဟိုဘက်ကကိုကူတမ္မာဝါစာတမ္မာကမ္မဋ္ဌတမ္မာအာဇီဝဆိုတာကိုကျင့်သီလကိုဖောင်ဒေးရှင်းအနေနဲ့ထားပြီးတော့ဘယ်ကိစ္စပါအကျင့်တရားကိုကျင့်ပြီးတော့ဟိုဘက်ကကိုကူရမယ်ဟိုဘက်ကကူမှပါရိမန္တိရံအပတိပယံဟိုဘက်ကကတော့အနေမရှိတော့အဲဒီရောက်သွားလို့ရှိရင်အဲ့တော့ဟိုဘက်ကဆိုတာနိဗ္ဗာန်ကိုပြောတာလေနိဗ္ဗာန်ရောက်မှဥကျင်နာခြင်းသိခြင်းဆိုတာလုံးဝဖြစ်တယ်လို့ဒီသုတ်တံအရာအနှစ်ချုပ်နော်အနှစ်ချုပ်အဲ့လိုမှတ်ပြီးတော့သူဟာဒီဘက်ကမှနေကြတာဖြစ်သည့်အတွက်ကြောင့်ဥကျင်နာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကြောင်းမှဖြစ်တယ်ဥကျင်နာခြင်းသိခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေလွတ်ဖို့ကြတော့ဟိုဘက်ကကိုသွားရမှာဖြစ်တယ်ဟိုဘက်ကသွားဖို့ဆိုတာလွယ်လွယ်နဲ့မရောက်ဘူးနော်မဂ္ဂင်7ပါးဆိုတဲ့၄ပါးကြီးကိုဖန်တီးပြီးတော့မှအဲ့ဒါကိုခိုင်ခိုင်မာမာလုပ်မဂ္ဂင်7ပါးဖောက်လဲဆိုတာဝိပဿနာတရားအထုတ်တာကိုပြောတာနော်ဝိပဿနာတရားကိုအထုတ်တယ်အမှန်မြင်အောင်အမှန်တွေးတယ်ကြိုးစားတယ်တတိထားတယ်စိတ်တည်ငြိမ်အောင်လုပ်တယ်အဲ့ဒီဒီစနစ်နဲ့ဟိုဘက်ကိုရောက်အောင်ပွားဟိုဘက်ရောက်ပြီးဆိုတော့မှဒီကဒုက္ခတွေအန္တရာယ်တွေအလုံးလွတ်သွားတယ်အန္တရာယ်အလုံးကလွတ်သွားတယ်ဆိုတာယဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီအဲ့တော့ဆိုလိုတာကယဟန္တာဖြစ်တဲ့ဘဝမှာတော့မလွတ်သေးဘူးယဟန္တာဖြစ်ပြီးတဲ့နောက်မှာတော့လွတ်သွားတယ်နော်ယဟန္တာဖြစ်တဲ့ဘဝအထိဆွဲခေါ်ခံထားရတော့မယ်အန္တရာယ်တွေနဲ့ကြုံအောင်ပါပဲယဟန္တာဖြစ်လို့နောက်ဆုံးသုတိရောက်ပြီးသွားတဲ့နောက်မှာဆိုရင်တော့နောက်ထပ်ဆွဲခေါ်ရမခံရတော့ဘူးခန္ဓာ၅ပါးဆိုလည်းမရှိတော့ဘူးမရှိလို့ချုပ်ငြိမ်းသွားတာအဲ့ချုပ်ငြိမ်းသွားတဲ့အခါကျတော့မှတန်တရားကလွတ်တယ်ဆိုတာဖြစ်တယ်ပေါ့
ဒါကြောင့်မြတ်စွာဘုရားကသုတ်တန်နေပါတရဝလို့ဟောတာတခုမှမရှိဘူးပုပ္ပိစာဟံဣတာရဟိစဒုက္ခိစေဝပညာပေမိဒုက္ခသစ္စာនិရောဓလောကကြီးရဲ့အရှိတရားကိုဟောတဲ့အခါမှာဒုက္ခနဲ့ဒုက္ခនិရောဓဒီနှစ်ခုပဲရှိတယ်နော်ဒုက္ခကိုဒုက္ခဖြစ်အောင်ကြောင်းလို့မရဘူးအဲ့တော့ဘာလုပ်အောင်လဲဒုက္ခကိုချုပ်ဆုံးအောင်အဆုံးသတ်ဖို့ပဲကြိုးစားဒုက္ခအဆုံးမသတ်နိုင်တဲ့ဗျခံရအောင်ပဲလို့ဒီလိုပြောတာနော်အဲ့ဒါဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဝိပဿနာကျင့်စဉ်နဲ့နိဗ္ဗာန်ကိုဝင်တဲ့တရားပဲဖြစ်တယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မိမိတို့ရဲ့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဘဝနဲ့ထံပြန်တော်မူခြင်းကိုအကြောင်းပြုပြီးတော့ကိုအပမရာဆိုတဲ့တတိတရားနဲ့တို့တွေလည်းတနေ့ကြတော့ဘဝခန္ဓာကိုစွန့်ကြမှာဖြစ်တယ်ခုလိုခန္ဓာ၅ပါးသူတတမကိုမကြောလွားနိုင်သေးတဲ့အချိန်မှာတို့တွေတတိရှိပြီးတော့ဒီတန်တရားကိုဆရာကလွတ်ရလွတ်ချောင်းတရားကောင်းတွေကုသိုလ်ရာတွေကိုစီဝါအထောက်ကြမယ်လို့နှလုံးသွင်းပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းယနေ့ညနေခင်းစီရင်ကျင်းပပြုလုပ်အပ်သည့်အနောက်ခေမကန္တ၏မြကုန်းကျောင်းနာယကတတ်တော်ရှိတိုက်ဟုတ်ဆရာတော်ဘုရားကြီးအန္တိမအက္ခိဇာပနပူဇာအကျိုးအထူးဓမ္မသဘင်တရားပွဲနှင့်ဆက်လင်း၍လူဒန်းမှုကိစ္စများဆောင်ရွက်ခွင့်ပြုတော်မူပါဗျာဆရာတော်ဘုရားကြီးထံအဆက်စွာလူဒန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီးဤကပ္ပိယကာလကအဖြစ်ကိုချမ်းမြေ့အောင်မှဆောင်ရွက်ပေးပါရန်ပန်ကြားအပ်ပါတယ်ဓမ္မပူဇာအလူရှင်များဖြစ်ကြသည်ကိလာနပါဠစံပြုံးနှင့်ရေသက်အလူအသင်းကြီးဥက္ကဋ္ဌဥအောင်ဝေဒေါ်တီရာဦးသားမောင်ဆွဲပြည့်စုံမောင်ကျဲတင်ဟိဘရုမာပရစီယောဝေမိသားစုတို့မှတင်ငန်းနှင့်ဓမ္မပူဇာသိန်း30လူတန်းပြည့်ရန်ဖြစ်ပါတယ်ဆက်လက်ပြီးကိုဝေစဉ်မတ်ချီတာညီကိုဖိုးသားမက်ခက်မိသားစုတို့မှဓမ္မပူဇာ10သိန်း5000ကျပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဥထွန်းထွန်းဒေါ်တင်မြင့်ကြီးစီမိသားစုတို့မှသင်္ကန်းနှင့်ဓမ္မပူဇာ9သိန်းလူဒန်းပေးရန်ဖြစ်ပါတယ်ဓမ္မပူဇာ3သိန်းကျပ်လူရှင်များဖြစ်ကြသည့်ဥဇော်မျိုးဝင်းမိသားစုဥဝင်းဇော်မိသားစုဥကံကောင်းမိသားစုဥအောင်မင်းဆွေမိသားစုတို့မှစုပေါင်းလူဒန်းပေးရန်ဖြစ်ပါတယ်ခင်ဗျာ
နေ့ညနေခင်းကြွားရောက်လာကြသည့်တရားနာပြည်သက်ပေါင်းသူတော်ကောင်းတို့မှအများပေါင်းစုလူတန်းသည့်ဓမ္မပူဇာ83သိန်း64,900ကျပ်တို့အားအများကိုစားဥခင်စောဥဝင်းအမောင်တို့မှအများကိုစားလူတန်းပေးရန်ဖြစ်ပါတယ်။ဘာလျှောက်ထားအပ်ပါသည်ဗျာ။ လို့ဆိုကြအရှင်ဘုရားဓမ္မတိညာရရှိမှသာလေနိဗ္ဗာန်ချမ်းသာကိုရမောပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလေဓမ္မတပင်ရှိကြပါပြုလို့ကြ၍အမတဒါနာဓမ္မဒါနာတရားလူတော်ပေးလူကြပါကုန်၏ဤဓမ္မပူဇာဓမ္မအလှူဖြင့်ကျေးဇူးရှင်ဆရာတော်ဘုရားကြီးအားကျေးဇူးတုံးဆက်ပါကုန်၏ဤဓမ္မပူဇာကုသိုလ်စေရနာသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖအဖို့အဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေမငါပါကုန်၏ဤကြောင်း၌ကြည်အတွင်၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏တပည့်တော်တို့နေထိုင်ရာအယတ္တိသာတို့၌ရှိကြကုန်သောနတ်ပေါင်းတို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငါပါကုန်၏30ဘုံကျင့်ဒီကုန်သောသုံးဆုံးမြတ်စွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း